ဟိုလေကျွန်တော်တို့ဒီမှာဘက်အနေနဲ့ဖြတ်ချင်တာဒီမကိုးလေးဖြတ်လို့လည်းရှိပါတယ်ကျွန်တော်ကတော့ဒါရောက်လက်စနဲ့ကျွန်တော်ပြောပြလိုက်တော့ဆိုတော့ဒီခန်းကဒီဘက်ကလာရပါဆိုတော့ဒီခန်းကကျွန်တော်တို့ကအင်္ဂါကြီးရှိုးခန်းပေါ့နော်ဆိုတော့ plan ပုံရဟိုဘက်ကဝင်တာပေါ့ဟိုဘက်ကဝင်လိုက်တယ်အဲ့တော့ဝင်တော့ကျွန်တော်တို့ကဒီကောင် height ကဒီကောင်က12ပေရှိတာဟုတ်ဆိုတော့ plan အင်္ဂါကြီးရှိုးခန်းဆိုရင်ကျွန်တော်တို့ကတချို့ဆိုကျင်းတဲ့နှိမ့်တဲ့အခါဆိုရင်10ပေလောက်ပဲရှိမယ်အခုကကျွန်တော်9ပေလောက်ထိယူလိုက်လက်ရှိအခုစီထားတဲ့နိုင်ရ9ပေရှိတယ်ဒါလူရက်တရက်ကျော်ဆို9ပေလောက်ဆိုဟိုအုပ်ရိုးလောက်ဖြစ်နောက်ထပ်2ပေလောက်အပေါ်တက်သွားရင်သူကရပြီဆိုအပေါ်မှာ12ပေဖြစ်တယ်ဆိုတော့လွတ်နေတာပေါ့နော်ငကိုတွေကမှအခန်းကျွန်တော်တို့ကနည်းနည်းကျင်းတယ်ကျင်းတယ်ဆိုကျင်းတာမဟုတ်ပါဘူးဟိုအိမ်သာတစ်ခန်းမဲ့ဆိုတော့လေဒီ space ကအတော်ပါပဲ၄ပေပဲလေကျွန်တော်တို့အထင်းမဲ့အဲ့တော့သူကနည်းနည်းမြောင်းလေးဖြစ်နေတာပေါ့ height ကနည်းနည်းမြင့်သွားတော့ပုံမှန် height တဲ့ပုံမှန်အိမ်တွေဆို17ပေ7ပေ17ပေလောက်သွားဆိုဒီကောင်12ပေဆိုတော့နည်းနည်းမြောင်းလေးဖြစ်သွားတော့အပေါ်မှာspace တွေပုံနေသေးတယ်ဒီကောင်ကျွန်တော်တို့6ပေယူရင်တော့မှအပေါ်မှာနောက်ထပ်3ပေလောက်တော့ပုံနေသေးတယ်ဆိုတော့လူတက်ဖို့တော့မဟုတ်ဘူးပေါ့နော်ဟိုပစ္စည်းပါညာကျွန်တော်ထားလို့ရတယ်အဲ့တော့အဲ့ပစ္စည်းထားဖို့အတွက်ကိုကျွန်တော်တို့ကဟိုမန်ဟိုးတစ်ခုပေးပြီးတော့အပေါက်လေးတစ်ပေါက်ပေးပြီးတော့ကျွန်တော်ထားလိုက်ရင်ဥမာမဲနေအနေနဲ့စောင်းနေကောင်းနေသိမ်းလို့ရတယ်သဘောက something ပေါ့နော်ဒီခန်းရဲ့လိုအပ်ချက်တွေဟာဒီပေါ့နော်ဥမာရဖန်ရကလုတ်တဲ့ဥမာမှုရလို့ဘုံကတ်တို့စောင်းတို့အဲ့လိုပေါ့ဖြာတို့ပါလို့သိမ်းလို့ရတယ်ဆိုအဲ့လိုဟာမျိုးတွေထည့်အောင်မလားပေါ့မထည့်တော့ဆိုကျွန်တော်တို့တစ်ခါလေးစီပလိုက်တော့မှာတကယ်ထည့်မယ်ဆိုရင်တော့ကျွန်တော်ဒီမှာအပေါက်လေးဖောက်ပေးရမယ်အဲ့ပေါက်ကလေးဒီဘက်အိမ်တိုင်ရှိုးကဘက်ကပဲဝင်လိုက်မှာပေါ့နော်ဝင်နေဆိုတော့သူကလူတစ်ကောင်လုံးတော့ဝင်ဆက်မှာမဟုတ်ဘူးသူကအပေါက်တစ်ခုကသူက၄ပေပတ်လေလောက်ရှိတဲ့အခန်းပေါ့အဲ့ဒါကိုကျွန်တော်တို့ဒီဟိုလေကားလေးနဲ့အလူမီနီယမ်လေကားလေးသူကရံဖန်ရံကမတက်မှာပေါ့အမြဲတမ်းတက်မှာကိုစတိုပေါ့ဗျာစတိုသဘောမျိုးပေါ့အဲ့တော့အလူမီနီယမ်လေကားနဲ့ထောင်ပြီးတော့တက်ပြီးတော့မှကျွန်တော်တို့ကဟိုပစ္စည်းယူအောင်ပေါ့အဲ့လိုလေတော့စဉ်းစားပြီးတယ်ပေါ့နော်ဒီတိုင်းစီလိုက်ရင်လည်းသူကသဘောတစ်ခုတော့ရှိတာပေါ့နော်အေဂျင်တူအနေနဲ့ကဟိုအခန်းကိုရတဲ့ကိစ္စမရှိဘူးခမ်းမြင့်မြင့်ပဲကြိုက်တယ်ဆိုရင်တော့ဒီတိုင်းပဲစီလိုက်ပါဒါကကျွန်တော်အကြံဟိုမပြုတ်တော့ဘူးဒါပေမဲ့အဲ့လိုအပေါ်မှာ6ပေလောက်ထားပြီးတော့အပေါ်မှာနောက်ထပ်နေရာတစ်ခုသုံးနေတယ်ဆိုရင်တော့ကျွန်တော်လုပ်ပြီးလို့ရတယ်အဲ့ဒါလေးကိုမေးချင်တာပါနော်